21. On the plans for a building, the drawing of a wall measures 1/3 inches tall and 1/2 inches wide. Okay, မြေပုံပေါ်မှာသူ့ရဲ့ plan ထဲမှာတော့ 1/3 inches သူက inches နဲ့ပေါ့နော် Okay, ဒီမှာ 1/2 inches. ဒါ plan လား The scale says that 1 inch is equal to 6 feet. Okay, တလက်မဆိုရင် 6 ပေ What will be the dimension of the wall once it is built? စောက်ပြီးလို့ရှိရင်သူ့ရဲ့အတိုင်းအတာဘယ်လောက်ဖြစ်မလဲပေါ့နော် Okay, သူကတော့လက်မနဲ့ပြီးထားတယ်တလက်မကို 1 inches ကို 6 feet. Okay. ကျွန်တော်တို့ကဒီ tall ကိုရင်တွက်လိုက်မယ်ပေါ့နော် tall ကကြတော့ 1/3 inches ဆိုရင်ဘယ်လောက်ဖြစ်မလဲ Okay, 3ချက်တွက်နေဒီတစ်ချက်ကိုပဲရင်တွက်လိုက်မယ် 1/3 ဆိုရင်ကိန်းရောကနေပြန်ပြောင်းလိုက်ရင်3နေ9 10 10/3 ပေါ့နော် 10/3 အဲ့တော့ကျွန်တော်တို့က 10/3 အတွက်တည်ကျင်တယ်တဲ့အတွက်တည်တယ်တခြား unit တစ်ခုတခြားအမျိုးအစားမတူတဲ့6နဲ့ဘေးမှာလာမြောက်မယ်ဆိုတော့ကျွန်တော်ကတစ်ကကျတော့တစ်နဲ့စားထားရဲဆိုတော့ဒီဘာကိုပဲတစ်နဲ့စားထားဒီကဏ္ဍပဲပြန်ရတာပေါ့နော်အဲ့တော့ကျွန်တော်က 10/3 ကို6နဲ့တိုက်ရိုက်မြောက်လိုက်တာနဲ့အဖြေတူတူပဲဆိုတော့20 Okay, 20ဆိုတော့ B နဲ့ C တွေကတခုဖြစ်မှာပေါ့နော်ဟုတ်ပြီ20တော့ဟုတ်ထားပြီအဲ့ဆိုအကျယ်ဆိုရင်ရောဘယ်လောက်ဖြစ်မလဲ1/3 ဆို 9.5 တလက်မကို6ပေ 9.5 လက်မဆိုရင်ဘယ်နှပေဖြစ်မလဲ6နဲ့မြောက်လိုက်တော့58ပေဆိုတော့အဖြေမှန်က D ဒီကတော့လွယ်လွယ်လေး unit rate ကိုပေးထားပြီးသားဆိုတော့3ချက်တက်နေနဲ့မတွက်ဘဲနဲ့တစ်ခါလည်းမြောက်လိုက်တဲ့အဖြေကအတူတူပဲရမှာပေါ့နော်အဲကြောင့်ကျွန်တော်အကျယ်ကိုမတွက်ပြတော့ Number 22. A large screen television has an aspect ratio of 16:9. How tall is the screen if it is 96 centimeters wide? Okay, သူရဲ့ ratio ကခဏလေးကျွန်တော်တို့နှစ်နေရာသိမယ်ပေါ့နော်အလျားနဲ့အနံသိမယ်အလျားနဲ့အနံသိမယ်16နဲ့9ဆိုတော့ TV ဆိုတော့အလျားကပို့ပြီးတော့ရှိတယ် white ကပို့ပြီးတော့ရှိတယ်ပေါ့နော် white နဲ့ tall နဲ့ရှိမယ် TV ဆိုတာဒါမျိုးကြီးကို Okay ဒါ16ဆိုရင်ဒါ9ဖြစ်မယ် Okay white က16 tall က9အခု if it is 96 centimeters wide white ကဒါသူ့ရဲ့အချိုးပေါ့နော်အချိုးဆိုတာပြောရရင်တနည်းအားဖြင့်အရှင်းဆုံးပုံစံနဲ့ခြုံထားတာပေါ့နော်တကယ်လို့ဒီအလျားကဒီ16မဟုတ်ဘဲ16နေရာမှာပေါ့နော်96 cm ဖြစ်ခဲ့ဆိုရင်ဒီအပေါ်ဟာကြတော့ဒီတိုင်းအချိုးခြုံထားတဲ့အချိုးပဲဒီ white က96 cm ဆိုရင်ထောရဘယ်လောက်လဲအဲ့တော့96ကိုတီး16နဲ့စာ9နဲ့မြောက်တော့54 centimeters 16အချိုး9ရှိတဲ့ TV တစ်ခုမှာသူ့ရဲ့အကျယ်က96 cm ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့အမြင့်က54 cm ဖြစ်လိမ့်မယ်အဲ့တော့ဒီ96နဲ့54ကိုပြန်ပြီးတော့အချိုးချကြည့်ရဆိုလို့ရှိရင်လည်းတေချာပေါက်16 ratio 9ပြန်ရမယ် 23 and does the information for a drug specifies that 2.5 millimeters should be administered for every 20 kilograms of a patient's blood ဒီလူနာတယောက်ရဲ့ကိုယ်လေးချိန်နဲ့ရှင်ပြီးတော့ပေးရတာပေါ့နော် ICU လူနာတယောက်ရဲ့ကိုယ်လေးချိန်က20 kg ဖြစ်ခဲ့မယ်ဆိုရင်ဒီလောက်ပမာဏပေးရမှာအဲ့တော့ body weight ရှိမယ်ဆေးပမာဏရှိမယ်မီလီလီတာနဲ့ပေးရမယ်20 kg ဆိုရင်2.5 milliliter ပေးရမယ်အဲ့တော့ဒီလူနာကခနာကိုယ်ဝိတ်များလေဆေးရလဲပူပေးရလေဓာတ်ရိုက်ချိုးကြရပေါ့နော် How much of the drug should be given to a patient whose mass is 90 kilograms
90 kilogram ရှိရဲ့လူနောက်ဆိုရင်ဆေးပမာဏဘယ်လောက်ပေးမလဲအဲ့တော့90အတွက်သိချင်တာတိတာအတွက်သိတတ်တည်တယ်မျိုးမတူတဲ့ unit က 2.5 ဆိုတော့ 11.25 milliliter ပေးရမယ် 24 A recipe that solves 4 people calls for 3 half cups of flour လူ4ယောက်စာအတွက်ဆိုရင်ဂျုံက3ခွက်ခွဲထည့်ရမယ် Okay လူ4ယောက်စာအတွက်ဆိုရင်ဂျုံက flour 3.5 Bree plans to serve this dish to 10 friends လူ10ယောက်စာ and related at Thanksgiving ကျေးဇူးတော်ချီးမွမ်းပွဲမှာဒီစုစုပေါင်းလူ10ယောက်စာအတွက်လုပ်ချင်တယ်အဲဆိုရင် flour ဂျုံဘယ်လောက်ထည့်ရမလဲ Okay ဒါ 3.5 နဲ့တူတူပဲပေါ့နော် Okay အဲ့တော့လူ10ယောက်စာအတွက်သိချင်တယ်တိတာ4ယောက်စာအတွက်သိတယ်မတူတဲ့ unit တစ်ခုက 3.5 3ချက်အတွက်နေတီးလို့ရှိရင်ဒီအခန်းက easy ပဲပေါ့နော် 8.75 အဲ့ဒါကိုကိန်းရောပြင်ပြောင်းမယ်ဆိုတော့ 8/3/4 cups 25 Henry put 12.4 gallons of gas in his car to fill it up သူကားတွေကို gas အပြည့်ဖြည့်တာဘယ်လောက်ဖြည့်ရလဲဆိုရင် 12.5 gallon ဖြည့် 12.4 gallon ဖြည့်ရတယ်ပေါ့နော် Having researched his trip odometer ဆိုတာသူကားကဘယ်လောက်ကီလိုမီတာသွားပြီလဲဆိုတော့တိုင်းထားပြီးတာပေါ့ on his previous visit to the gas station Okay during which he filled the tank he noticed that he has driven 298.9 miles တဲ့သူကဒီ station ကနေအခု station လာပါဘောနော်စီအပြည့်နဲ့လာလာပြီးတော့ဒီအချိန်မှာသူ့ကားရဲ့ mileage ဘယ်လောက်သွားလိုက်ရလဲဆိုတော့ကြည့်လိုက်တော့ 0.9 ပေါ့နော်ဒီကသူ့ကားရဲ့22.4 gallon နဲ့သွားလိုက်တာဒီလောက်ပမာဏရောက်သွားတယ်အဲ့တော့ what is his mileage ဆိုတာဘာကိုပြောချင်တာဆိုတော့သူ့ရဲ့ mile per gallon ကိုပြောချင်တာတ gallon ကိုဘယ်လောက် mile သွားနိုင်လဲဆိုတော့ပြောချင်တာအဲ့တော့ကျွန်တော်တို့က gallon သိရယ် mile သိရယ်ဆိုတော့သွားနိုင်ခဲ့တဲ့ mile စုစုပေါင်းကိုသိ gallon ပမာဏနဲ့စားလိုက်ရင်အဖြေထွက်လာလိမ့်မယ်တ gallon စာထွက်လာလိမ့်မယ်ပေါ့နော်24.13ညဆိုတော့24.1 မိုင်ပါဂါလန်သူကားက gas တဂါလန်ကို24.3 မိုင်သွားနိုင်ပါတယ်26 A plastic model company sells a model of battleship at 1/288 scale ဒီ plastic အရုပ်လုပ်တဲ့ကုမ္ပဏီอ่ะဗောနော် model တွေကိုဒီအသေးစားလေးပေါ့နော်အဲ့ဒါတွေကိုရောင်းတာတဲ့ battleship ဆိုတော့စစ်တင်ပေါ်ပုံစံငယ်လေးရောင်းတာပေါ့နော်သူ့ရဲ့ scale ကဘယ်လိုလဲဆိုတော့1/288ဆိုတော့ဘာတိတ်ပဲလဲဆိုတော့တကယ်အပြင်ကတင်မောကြီးက288ပေရှိမယ်ဆိုရင်သူကတပိန်နဲ့လုံးမှာပြောရ288စချုံလိုက်တာပေါ့နော်the battleship if တကယ်အပြင်က battleship က864ဆိုရင်ねဒီ model ကဘယ်လောက်ဖြစ်မလဲOkay အဲ့တော့ကျွန်တော်တို့model ရှိမယ်ပြီးလို့ရှိရင် battleship စစ်ရှိမယ်တကယ်လို့ model ကတပေဆိုရင် battleship စစ်က288ပေ288စချုံထားတာပေါ့နော်တကယ်လို့သူက864ပေဖြစ်ခဲ့မယ်ဆိုရင် model မှာဘယ်လောက်ဖြစ်မလဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ battleship အပြင်က site ကိုသိရ864အတွက်လိုချင်တယ်288အတွက်ပဲသိရဆိုတော့864ကို288နဲ့စားလိုက်ရုံပဲစားလိုက်တော့3ပေဖြစ်မယ်ပေါ့နော်အပြင်ကတင်မော်ကြီးက864ပေရှိမယ်ဆိုရင် model က3ပေပဲရှိမယ်27 Friend drives 27 miles on her paper route in 45 minutes 25မိုင်ကို45မိနစ်နဲ့မောင်းတယ် It takes her 2 hours to drive the entire route at the same route ဒီနှုံးနဲ့ပဲသူသွားတာ
entire route အဲ့ဒီသူ့ရဲ့ land တစ်ခုလုံးပြီးသွားဖို့ခီးတစ်ခုလုံးပြီးသွားဖို့ဆို2 နာရီကြာတယ်တဲ့ How long is France paper route သူ့ရဲ့တကယ်သွားခဲ့တဲ့ခီးစဉ်တစ်ခုလုံးရဲ့အကွာအဝေးကိုသိချင်တာမိုင်ကိုသိချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က time ရှိမယ်မိုင်ရှိမယ်ပဲ45မိနစ် time 45မိနစ်မှာ28မိုင်ရောက်တယ်သူစုစုပေါင်းသွားခဲ့ရတာ2 နာရီဒါပေမဲ့နိုင်နဲ့ဖြစ်နေကျွန်တော်တို့ပြီးထားတာ minutes နဲ့ပြီးထားဆိုတော့ကျွန်တော်က2 နာရီကိုမိနစ်ပြောင်းလိုက်ရင်120မိနစ်သွားခဲ့ရတယ်သူ့ရဲ့ခီးလန်ကဘယ်လောက်မြန်ရှည်လို့လဲပေါ့နော်120မိနစ်တွက်လို့ရှင်တယ်အဲ့တော့ဒီမှာကြမောင်းရဆိုနေခီးစဉ်ကပိုရှည်တယ်ကြမောင်းရလေခီးစဉ်ရှည်လေဆိုတဲ့အချိန်ပဲအဲ့တော့ဒီ unit နှစ်ခုမှာ120အတွက်တည်ခြင်းနဲ့45အတွက်တည်ရအမျိုးအစားမတူတဲ့ဟာက -27 အဲ့တော့120ကို45နဲ့စာဘေးက29မြောက်လိုက်တော့82မိုင်သူရဲ့စုစုပေါင်း entire route က82မိုင်ဖြစ်ပါတယ်28 A scale drawing with a scale of 1 inch scale drawing ပေါ့နော် scale ချပြီးဆွဲထားတာတလက်မဆိုရင်အပြင်မှာ3ပေစာရွက်ပေါ်မှာတလက်မဆိုရင်အပြင်မှာ3ပေအဲ့ scale နဲ့ဆွဲထားတာကို is redrawn ပြန်ဆွဲမယ်ဒီတစ်ခါကျတော့ပို့ချုံလိုက်ပြီအပြင်မှာ9ပေကိုမှတလက်မနှုံနဲ့ဆွဲမှာ okay what is the new length layer အတစ်ပေါ့နော် of the side of a square that was 2 inches on the old drawing မူရင်းပုံမှာတော့2 လက်မရှိခဲ့တဲ့ကောင်ကအခု scale အတစ်ပြောင်းလိုက်တဲ့ချိန်မှာဘယ်နှလက်မရှိမလဲအဲ့အောင်မိတာအဲ့တော့ကျွန်တော်တို့ကဒီတိုင်းတိုက်ရိုက်ကြီးပြောင်းဖို့တဆင့်စီပြောင်းဖို့လိုတယ်ပေါ့နော် okay 2 လက်မရှိရဒါသူ့ရဲ့မူရင်းပေါ့နော်မူရင်းပုံမှာမူရင်း scale 3ပေကိုတလက်မနဲ့ဆွဲတော့ကသူက2 လက်မရှိခဲ့တာအဲ့တော့သူ့ရဲ့မူရင်းအပြင်မှာရှိတဲ့ပေဆိုဘယ်လောက်ဖြစ်မလဲဒါ O drawing မှာဆွဲထားတဲ့ဟာပေါ့နော် O drawing မှာက1 inches ကို3 လက်မ2 inches ဆိုရင်sorry 3ပေလက်မမဟုတ်တလက်မဆိုရင်3ပေ2 လက်မဆိုတော့6ပေဖြစ်မယ်ဒါသူ့ရဲ့တကယ်အပြင်ပါက real အတိုင်းတာစစ်ပေါ့နော်အခုကျွန်တော်ဆွဲမှာဘယ်လိုဆွဲမလဲတလက်မကို9ပေနဲ့ဆွဲမယ်ကျွန်တော်ရဲ့ပုံကဘယ်လောက်ရှိရအပြင်မှာ6ပေရှိရ6ပေဆိုရင်သူ့ရဲ့အလျားအတစ်ဘယ်နှလက်မဖြစ်မလဲပုံအတစ်မှာအလျားဘယ်နှမဖြစ်မလဲအဲ့တော့6တွက်လို့ချင်တာတိတာ9သက်တည်အမြောက်တစ်ဆိုတော့1.2 inches ဖြစ်လိမ့်မယ်ပုံအစ်မှာသူ့ရဲ့အလျားက1.2 inches ဖြစ်လိမ့်မယ်တကွက်ကြော်ပြီးမေးထားပါတော့သူက okay 29 A photo that measures 2 inches wide by 3 inches tall is blown up so that it is 8 inches wide and how tall is the new photo သူကပုံကြီးချဲ့မှာပေါ့နော်ဓာတ်ပုံကြီးချဲ့မှာဓာတ်ပုံက2 လက်မ3 လက်မအဲ့ဟာကိုသူက8 inches wide 2 လက်မကနေ8 လက်မပြောင်းလိုက်မယ်အဲ့ဆို3 လက်မကနေကြတော့ဘယ်လောက်ဖြစ်သွားမလဲ2 လက်မကနေ8 လက်မဖြစ်သွားအောင်ဆိုဘယ်နှစားချဲ့လိုက်တာ8ဆိုတော့4စားချဲ့လိုက်တာဟုတ်တယ်မလားအဲ့တော့အလျားကို4စားချဲ့အနံအမြင့်ကိုလည်း4စားချဲ့မယ်ဆိုတော့3 4 4 12 လက်မဖြစ်သွားမှာပေါ့30 A primary store in a stadium with a lap around a football field ဒီချီတက်တာပေါ့နော်ပင်ခရာတို့စစ်ချီတက်တာတို့စစ်ရေးပြတာတို့အဲ့ဟာက football field ဒီ stadium အားကစားကွင်းမှာစပြီးတော့သွားတယ်အားကစားကွင်းကြီးကိုဝိုက်ပြီးတော့အရင်သွားတယ် Then continue to the city for an additional 3 mile ဒီဘောလုံးကွင်းကြီးကိုတပတ်ပတ်တယ်ပတ်ပြီးတော့မြို့ထဲကို3မိုင်ဆက်သွားတယ်ဘောလုံးကွင်းကြီးကဘယ်လောက်ရှိလဲဆိုမပြောသေးဘူးเนาะမြို့ထဲကို3မိုင်သွား If a marching band takes 12 minutes to march 1/4 mile trek around the field ဒီမှာဒီ trek around the field ကွင်းရဲ့ပတ်လေကစုစုပေါင်း4ပတ်4လမ်းပေါင်းရင်တမိုင်ရဲ့4ပုံတစ်ပုံရှိရပေါ့เนาะပြောရရင် 0.25 mile ရှိရ
အဲ့0.25မိုင်ကို12မိနစ်ကြာခဲ့တယ်ဆိုတော့ how long will it take to march the entire route at the same rate ဒီနှုန်းတိုင်းမသွားမယ်ဆိုရင်လည်းသူ့ရဲ့စုစုပေါင်းခြေသက်တာကြီးကဘယ်လောက်ကြာခဲ့မလဲအဲ့တော့ဒါကသတိထားရမယ့်ပုံစံလေးပေါ့နော် okay အဲ့တော့အကွာဝေးမိုင်ရှိမယ်ကြာချိန်ရှိမယ်မိုင်ရှိမယ်ကြာချိန်ရှိမယ်ကျွန်တော်တို့ကဒီဘောလုံးကွင်းက0.25 မိုင်လို့ပြောရနော်၄ပုံတစ်ပုံဆိုတာ0.25ပဲ0.25မိုင်ကိုဘယ်လောက်ကြာလဲ12မိနစ်ကြာအဲ့တော့စုစုပေါင်း the entire route ကဘယ်လောက်ကြာမလဲဆိုရင်ဒီသူကဘောလုံးကွင်းကိုသွားတယ်0.25ရောမြို့တွေကိုသွားတယ်3မိုင်ရောနှစ်ခုလုံးပေါင်းပေးရမယ်ပေါ့နော်အဲ့လိုမပေါင်းပေးဘဲနဲ့3မိုင်စာပဲသွားရင်မှားပြီပေါ့โอเคအဲ့တော့ဒီ3မိုင်မြို့တွေကိုသွားတဲ့3မိုင်ရယ်ဘလုံးကွင်းကိုပတ်ခဲ့တဲ့1/4မိုင်ရယ်ပေါင်းလိုက်တော့3.25မိုင်အတွက်ကြာချိန်ကိုရှာပြီးလိုက်ရင်ရပါပြီဆိုတော့3.25အတွက်လိုချင်တယ်တိတာက0.25အတွက်တိတယ်ဘေးကပမာဏက12ဆိုတော့156မိနစ်156မိနစ်ဆိုတော့အရင်များနေအနာရီပြောင်းရမယ်2နာရီဆိုရင်120မိနစ်120နှုတ်လိုက်ရင်36ဆိုတော့2နာရီနဲ့36မိနစ်ကြာမယ်စုစုပေါင်း Okay just take the first step and the next